မှန်မဲ့တော့ဒီ brother ပြောတဲ့ပုံစံဆိုရင် तू ကအဲ့လိုပဲသူပေါင်90လောက်ကြာတော့ပြောတယ်ပေါ့နော်အဓိကအစားဆောက်ဆင်ခြင်းဝိတ်ချသွေးတို့ထိနိုင်မယ်သွေးတို့ထိနိုင်ရင်နှလုံးလည်းမကြည့်တော့ဘူးအသေးစီမဖုံးတော့ဘူးနောက်ဆက်တွဲကြောက်ကက်တွေနှလုံးတွေကာဝယ်တာပေါ့ကွာအဲ့လိုပြောချင်တာเนาะကျွန်တော်လည်းအဲ့လိုပဲကျွန်တော်လည်းခုဆေးထိုးရတယ်ဆေးထိုးတော့မှကြောတက်လို့မှ cluster ကတ်ထားသေးတာအဲ့ဒါအဲ့ဆေးထိုးပြီးသွားရင်တောက်လိုက်တာမရဘူးတောက်တာနဲ့ပိုမူးနေတာဟာမိုက်တယ်ဟာဟုတ်တယ်ဟိုဘယ်လိုပြောမလို့တဖြည်းဖြည်းနဲ့သူကအဲ့တက်စီပတ်တိုက်တို့เนาะဒီစီမာကူတိုက်တွေကကြာလေနောက်ပိုင်းသီးစစ်တွေပိုကောင်းလာလေခုကျကျွန်တော်ကိုတွေပေါ့เนาะကျွန်တော်သွေးပေါင်ကြာလာတယ်တခါမှ100မကြဘူးသွေးပေါင်အပေါ်သေး160တွေပဲမဖြစ်ဘူးအောက်သွေးတွေပဲဘာလို့မဆိုဒီလောက်စားတောက်နေတာကွာစားတောက်ကတော့ကျွန်တော်သိမပြတ်ဘူးဒါပေမဲ့စားတိုင်းမစားနိုင်တော့ဒီဆေးထွေးရင်တော့အစားရော့သွားတယ်ကွာဒါပေမဲ့ပိုကောင်းတာအဲ့သွေးတို့ကြာလာအဲ့ဒါကြီးအမိုက်ကြီးဘာလို့ဆိုတော့ဟိုနေရတာမဲသူကဘက်ကနေထားလိုက်နေရိတ်တိတ်ဆိုငါအမြတ်သွေးတို့ကတော့သွေးပေါင်ချိန်တော့ငါအဲ့ဆိုတော့ကစ်ပြီလေကစ်လို့ကောင်းတယ်ဒါပေမဲ့အများကြီးကစ်လို့တော့မရဘူးသူကအဲ့ဆေးတွေထိုးထားရင် GLP-1 တွေတာစီပတ်တိုက်တို့စီမာကူတိုက်တို့ထိုးထားရင်တိတ်ကိုချွတ်မတောက်ချင်တော့တောက်ချင်စိတ်ကိုနည်းနည်းယော့သွားတယ်မစိုးဘူးပြလားမစိုးဘူးနည်းနည်းလေးတောက်လဲမူးလာတယ်အဲ့ဒါလိုချင်တာကျွန်တော်ကအဲ့ဒါလိုချင်တာလေဘာလို့ဆိုတော့ဟိုအရင်လဲမူးချင်တာကွာ5 6ခွက်10ခွက်တောက်မှမူးတာနဲ့2ခွက်လောက်လေးတောက်မူးတာမကောင်းဘူးလားခုသွေးပေါင်တွေကြာနေတော့လေဘာပဲပြောကွာအရင်ကြာလို့တော့မကောင်းပါဘူးသွေးပေါင်တွေပုံမှန်လေးဆိုရင်မစိုးဘူးလေကြောက်ကမထီတော့ဘူးကွာဟိုကအခုမြန်မာနိုင်ငံမှာအဖြစ်များဆုံးအဓိကသွေးတို့ကြောင့်ကြောက်ကထိနေတာအဲ့တော့အစားရှောင်ဝိတ်ချသွေးတို့လည်းထိန်းနိုင်တယ်ဆေးလည်းလျှော့မယ်ပြီးရင်ကြောက်ကလည်းကာဝယ်ပြီးသားဖြစ်တယ်ဒါပဲကျွန်တော်မြေပြ2026ဒီနှစ်ကတော့ကျွန်တော်ပေါင်200အောက်ကျမဲ့နှစ်ပဲတေးကြပေါ့ပဲကျွန်တော်အသက်35နှစ်ကတက်လာတဲ့ weight ကပေါင်200အထက်ကအခုထိမကျအောင်ဒါပေမဲ့ခုနပြောလို့ကျွန်တော်ပြင်မာလာကြည့်ကျွန်တော်ပုံမှန်ကျွန်တော် body mass index နဲ့သွားတိုင်းလို့မရ BMI တိုင်းလို့တော့မရအောင် muscle mass ကအရေးကြီးတယ်လူတွေပြောတယ်ဆေးထိုးလို့ muscle mass ကြာမနေဘူးကျွန်တော်တို့ရွယ်တွေဟုတ်တယ်80 60တွေထိုးရင်တော့နည်းနည်းကြာမှာပေါ့ muscle loss က40ထိထိုးလဲဘာမှဖြစ်ဘူးကျွန်တော်မဟုတ်လေအသားစားနေတာယူအသားစားပြီးဝိတ်ချနေတယ်ပြီးရင်အဲ့ဒါစီပတ်တိုက်တွေထိုးတယ်ဘယ်လို muscle loss ဖြစ်မှာ muscle တော့ပိုတော့ထွက်လာသေးတယ်မဆိုင်ဘူးသူကအဓိကပြောချင်တာကအဓိကဟိုလိုကွာဟိုရှူးပြီးတော့ပိန်မသွားရင်ပြီးတာပဲပုံမှန်လေးရှိတဲ့မာဆယ်တော့ရှိရမှာပေါ့ဒီကတော့အဲ့လိုနည်းနည်းလမ်းလျှောက်မယ်ပြီးရင်အောက်ပိုင်းထိုင်မယ်ဘိုက်တွေဆော့မယ် exercise ကတွဲရမှာပဲဘာပဲပြောအစားလဲဆင်ရင်လမ်းလဲလျှောက်เนาะ weight လဲချသွေးတို့လဲထိန်ကြောက်ကလဲကားဘလောက်ကောင်းတော့ဒါမှနေကြီးတန်တာလေเนาะတောက်မယ်ကွာစားမယ်ကွာပြီးရင်စိတ်ချမယ်ကွာစိတ်ထိုးမယ်ကွာဆေးတောက်မယ်လို့ပြောတာလေเนาะဒီဆေးတွေရှိတယ်ကွာခုနောက်ပိုင်းကအသေးတော်ပြန်ကောင်းတဲ့ဆေးတွေ resmi trial တွေပေါ်လာပြီခုစီမာဂလူတိုင်းနဲ့ဆို very good strong evidence တွေပဲเนาะအဲ့တော့ကံပဲကိုကန်တီဟာဘာဖြစ်လဲဆိုတော့ကိုယ့်ဘက်ပါလိုက်ဖြည်းဖြည်းနဲ့2026 2030ယောဂတော်များနိုင်တော့မယ်အဲ့တော့ကစ်မယ်ကောင်းမယ်ပြန်ပြီးတော့အဲ့လိုပြန်ဖြစ်နေ